မင်္ဂလာပါဒီနေ့ကျွန်တော်ရိုက်နေတဲ့ဟာကိုဘယ်လိုသုံးရလဲဆိုတာကျွန်တော်ပြောပြပါမယ်ဟို Samsung အတွက်ပဲပေါ့နော် Samsung အတွက်ရယ်နောက်ကြရင်ဒီကောင်အတွက်ရယ်သူကဒီကောင်တွန်းအောင်ပါမယ်ဒီကောင်တစ်ခုတည်းနဲ့တွန်းလို့မရပါဘူးဟိုကျွန်တော်နောက်တစ်ခါတစ်ခါတော့ပြသလိုပေါ့နော်ဒါအခုပြန်ပြတာပေါ့အဲ့ကောင်တစ်ခုတည်းနဲ့မရပါဘူးဒီကောင်က Samsung အတွက်ဒီမှာတွေ့သလားဒီမှာသူကရေးထားပါမယ် Samsung တွေ့လားအဲ့ဒါ Samsung အတွက် Samsung ဖုန်းမဟုတ်တဲ့လူဒီဖုန်းဆိုရင်လည်းရပါတယ်ဒီမှာ OPPO တွေ့လားအဲ့ဒါအတွက်မဟုတ်ရင်ဒီမှာရပါတယ်ဒီဖုန်းအတွက်ဒီမှာပါသူ့နာမည်ရှိနေပါတယ် Okay အဲ့ဒါကိုဖုန်းမျိုးစားကိုရှာပါနော်ကိုဖုန်းမျိုးစားကိုရှာကိုဖုန်းက Samsung ဖုန်းဆိုရင်ကျွန်တော်နဲ့တူ Samsung ဖုန်းဆိုရင်ဒီကောင်ကိုတွန်းလိုက်ပါတွန်းပြီးသွားပြီဆိုရင်ဒီလိုဖြစ်နေမှာပဲဒီအပြင်မှာလာပြီးတော့ဒီလိုဖိုင်လေးဒီလိုဖိုင်လေးကိုလာမပေါ်ပါဘူးသူကဆက်ထဲမှာတင်ထားမှာဖြတ်ရှင်တော့ဟိုထဲဝင်ပြီးဖြတ်ပါနော်ဒီလိုတော့မပေါ်လာပါဘူးအဲ့ဒါဆိုရင်ဒီကောင်လာတောင်းပြီးတော့သူကအကောက်တွေပါထည့်ခိုင်းမယ်အကောက်ထည့်လိုက်ပါထည့်ပြီးဆိုရင်ကျွန်တော်တို့ပဲရိုက်လို့ရပါပြီရိုက်ပြီးသားဗီဒီယိုကိုတော့ဒီထဲမှာကြည့်လို့ရပါတယ်ဒီဘက်မှာပေါ့နော်ဟိုကိုကလှုပ်ရှင်နေဆိုရင်ဟိုစားပေါ့နော်လှုပ်ရှင်နေဆိုရင်တော့ဒီမှာလာပြီးတော့လှုပ်လို့ရပါတယ်ကျွန်တော်တို့လည်းရိုက်လို့ရပါတယ်နည်းနည်းတော့မုံမဝါဖြစ်နေမှာပေါ့နော်โอเคဒီနေ့ကတော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်